1942 ခုနှစ်ဇူလိုင်လရဲ့လမိုင်းညတညပေါ့ဗျာညမောင်ထဲမှာဂျစ်ကား18စီးပါတဲ့ SAS အထူးတပ်ဖွဲ့ဟာမြောက်အာဖရိကသဲကန္နာရကိုဖျက်ပြီးရန်သူလေစိတ်စီကိုတိတ်တဆိတ်ချီတက်နေတယ်ဗျဗိုလ်မှူးဒေးဗစ်စတာလင်းရဲ့မစ်ရှင်ကဂျာမန်လေစိတ်ကိုအလစ်အငိုက်ဖျက်ဆီးဖို့လေဗျတာဝန်ကကြီးမားတာပေါ့ဗျာဒါပေမဲ့မောင်မောင်နဲ့မဲမဲသဲကန္နာရထဲမှာလေစိတ်ကိုရှာမတွေ့သေးတဲ့အတွက်သူစိုးရိမ်နေတာပေါ့အဲ့ဒီအချိန်မှာပဲအမောင်ထုကိုရာနဲ့ချီတဲ့မီးအောင်တွေကဘန်ကနဲ့ဆိုပြီးရုတ်တရက်လင်းထိန်သွားခဲ့တယ်ဗျ။ဘာပြောကောင်းမလဲမစောစလောင်းပဲပေါ့ဗျာရှာနေရင်တွေ့ချင်မှတွေ့မှလေ။အစမှာရန်သူတိသွားပြီလို့ထင်ခဲ့ပေမဲ့ခဏကြာမှာတော့ဂျာမန်ရဲ့ Luftwaffe လေယာဉ်တစ်စင်းဆင်းသက်တော့မယ်ဆိုတာသူတို့သဘောပေါက်သွားတယ်။စတာလင်းရဲ့ဘေးမှာတော့ SAS ကနဝင်ကပတိန်ပတ်တီမိန်နဲ့ဒုတိယဗိုလ်ကာယိုမီတာတစ်ဖက်မှာတော့ပြင်သစ်ရဲ့ SAS တပ်ဖွဲ့ကလည်းအမိန့်ကိုအသင်းဆောင်နေကြတယ်။စတာလင်းကအခြေအနေကိုတေချာသုံးသပ်ပြီးမှအေးစစ်စစ်ပြောလိုက်တယ်အလုတ်စဖို့အချိန်တန်ပြီဟိစစ်တီတွေဟာဂျစ်ကားတွေပေါ်ကဆက်တနက်တွေမှာနေရာယူလိုက်ကြပြီးစတာလင်းရဲ့လက်ချက်ပြမှုနဲ့အတူတိုက်ခိုက်မှုကိုစတင်လိုက်ပါတော့တယ်ပတ်တူးမှာစတာလင်းနဲ့သူ့ရဲ့ SAS အဖွဲ့သားတွေဟာရန်သူရဲ့လေစိတ်မှာဘလို့ကြမ်းကြမလဲဆိုတာကတော့ခဏတော့စောင့်ကြ